目上、အထက်လူကြီး 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 尊敬する、 လေးစားသည် 尊敬する、 လေးစားသည် 尊敬する、 လေးစားသည် 他人、 အခြားသူများ 他人、 အခြားသူများ 他人、 အခြားသူများ 敵、 ရန်သူပြိုင်ဘက် 敵、 ရန်သူပြိုင်ဘက် 敵、 ရန်သူပြိုင်ဘက် 味方する、 ထောက်ခံသည်အားပေးကူညီသည် 味方する、 ထောက်ခံသည်အားပေးကူညီသည် 味方する、 ထောက်ခံသည်အားပေးကူညီသည် 例文、 အဲ့ဒီလူကြီးကအထက်လူကြီးမို့လို့လေးစားတဲ့နော် その人は目上の人だから尊敬するべきだよ。その人は目上の人だから尊敬するべきだよ。 ဟုတ်လားဒါပေမဲ့ငါကအခြားသူတွေရဲ့ထင်မြင်ချက်တွေကလည်းအရေးကြီးတယ်လို့ထင်တယ် そうだね。でも、私は他人の意見も大切だと思う。そうだね。でも、私は他人の意見も大切だと思う。 ဒါပေမဲ့အကယ်၍သူကရန်သူဖြစ်နေရင်တောင်ထောက်ခံတဲ့ね でも、もし彼が敵だとしても、味方するべきだよ。でも、もし彼が敵だとしても、味方するべきだよ。 အဲ့ဒါကနည်းနည်းခက်တယ်ဒါပေမဲ့လေးစားတဲ့အရာကရှိမှာပါ それはちょっと難しいな。でも、尊敬するべきところはあるよ。それはちょっと難しいな。でも、尊敬するべきところはあるよ。